ကဲဒီနေ့ညမြန်မာစံတော်ချိန်ဒါတနားရီခွဲမှာဆိုရင်တော့ဒါကျွန်တော်တို့အာဂျင်တီးနားနဲ့ဒါစပိန်ပွဲစဉ်ကောင်းတစ်ပွဲရှိတယ်ဒါကတော့ဆီမီဖိုင်နယ်ဖြစ်တယ်ပေါ့နော်ဒီဆီမီဖိုင်နယ်မှာဆိုရင်တော့ဒါကျွန်တော်တို့ဒီအာဂျင်တီးနားနဲ့ဒါကျွန်တော်စပိန်ပွဲစဉ်ကတော့တော်လေးလာကြည့်ကောင်းပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတော့ဒါစပိန်နဲ့အားပေးတယ်အာဂျင်တီးနားနဲ့အားပေးတယ်ကျွန်တော်ကတော့ဘယ်သူရပျော်ရွှင်တယ်ဒါကျွန်တော်ကတော့ဒါကျွန်တော်ဘာစီလိုနာဖန်ဖြစ်တယ်ဘာစီလိုနာဖန်ဖြစ်လို့ကျွန်တော်စပိန်အားပေးတယ်ကျွန်တော်ကတော့ဒါလီယိုနယ်မက်ဆီကိုကျွန်တော်လီယိုနယ်မက်ဆီကိုအားပေးတာဖြစ်တယ်ကျွန်တော်ဒါ2026ဒါကပ္ပဖလာပွဲစားပြီးဆိုကြတဲ့ကကျွန်တော်ကဒါအာဂျင်တီးနားနဲ့စပိန်ကိုအားပေးလာဒီနေ့ထိတ်ထိတ်တွေ့တယ်ဆိုတော့ဗျာဒါညီကိုလိုပဲစဉ်းစားကြည့်တယ်ကျွန်တော်ရမ်းမအောင်ပြောတယ်တကယ်ပဲပျော်ရွှင်ရတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ညမှာဒါတော်လေးကြည့်ကောင်းပြီလို့ပြောတာဒါကျွန်တော်မြန်မာစံတော်ချိန်တိုင်းပွဲမှာဆိုတော့တကယ်ကြည့်ကောင်းပြီပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါ final မှာဆိုတော့ဗျာကျွန်တော်တို့ဒါအသက်39နှစ်အရွယ်ရှိပြီဖြစ်တယ်ဒါလီယိုနယ်မက်ဆီပါဝင်တဲ့အာဂျင်တီးနားနဲ့ကျွန်တော်တို့ဒါအသက်19နှစ်အရွယ်ပဲရှိသေးတယ်လမရမယ်ပါဝင်တဲ့ဒါကျွန်တော်တို့စပိန်အတင်းတို့ကဒါဒီနေ့ညမြန်မာစံတော်ချိန်တိုင်းပွဲမှာဒါရှင်တဲ့ကစားမှာဖြစ်တယ်ဒီပွဲမှာဗျာဒါကျွန်တော်တို့ဒါလီယိုနယ်မက်ဆီအားလုံးသိတဲ့အတိုင်းပဲဒါလီယိုနယ်မက်ဆီကဒါလမရမယ်ကိုရေရှိုးပေးခဲ့ဘူးတယ်ပေါ့နော်ဒါလီယိုနယ်မက်ဆီဒါဘာစီလိုနာမှာရှိခဲ့စဉ်ကဒါလမရမယ်ကkumaဒါအတန်ငယ်လေးပဲရှိသေးတယ်ဒါအဲ့ဒီဒါသူဝက်ကိစ္စလေးပေါ့နော်အဲ့ဒီရှိမှာပဲဒါသူဒါရေရှိုးပေးခဲ့ဘူးတယ်ဒီမှာဗျာအနည်း20ကျော်မှဒါပထမဆုံးအချိန်ပြိုင်ပဲအဖြစ်ပြန်တွေးခဲ့တယ်ဗျာဒီနေရာလေးတော်လေးကိုဒါကြီးစရာကောင်းတယ်ဒါအခုလက်ရှိအချိန်ကြီးတော့ဒါကျွန်တော်တို့ဒီအာဂျင်တီးနားကဒါသူတို့ဘယ်လိုပြောမလဲဒါတူတော်ရှောင်း2026ဒါကမ္ဘာ့ဖလားမှာတောက်လျှောက်ဒါသူတို့ဒါပွဲစဉ်တွေဒါခတ်တွေ့ပြီးတော့ဒါကြုံခဲ့ရတာတွေ့ဒါလူတိုင်းကပြောတာတော့အာဂျင်တီးနားကရှောင်းနေဗျာပြီးတော့အာဂျင်တီးနားကဒါတိုင်ကူပြီးတက်လာတယ်တကယ်လည်းပွဲစဉ်တွေအားလုံးခင်ဗျားတို့ပြန်ကြည့်ကြည့်ပါဒါကျွန်တော်ကိတ်ပါတီနဲ့ပွဲတွေမှာလည်းကျွန်တော်တို့ဒါကိတ်ပါတီကိုအရင်ကိုပေးလိုက်ပြီးတော့ကျွန်တော်တို့ဒါအာဂျင်တီးနားကဒါနောက်ကထပ်ပြီးတော့လိုက်အီဂျစ်ပွဲတော့လည်းအဲ့လိုပဲအီဂျစ်ပွဲတော့ဗျာအီဂျစ်ကဒါနှလုံးထည့်တာကျွန်တော်အာဂျင်တီးနားကနောက်ပိုင်းမှာဒါကျွန်တော်တို့မြေ20အဲ့ဒီချိန်မှာနောက်ပိုင်းမှာဒါသူတို့ကဒါနောက်ပြီးတော့ဒါ3လုံးဆိုတဲ့ရလက်နဲ့တိုင်ယူပြီးတော့ဒါကျွန်တော်နောက်တစ်ဆင့်တက်လာခဲ့ပြီးတော့ဗျာရင်ကန်ခဲ့တဲ့ဒါအင်္ဂလန်နဲ့ဒါဆီမီဖိုင်နယ်ပွဲစဉ်ရတယ်ကြည့်ကြည့်လိုက်ဒါအင်္ဂလန်နဲ့ပွဲစဉ်မှာလည်းဗျာဒါကျွန်တော်တို့အင်္ဂလန်ကဒါကျွန်တော်တို့ဒီဘာစီလိုနာကသမားတွေအသစ်ဖြစ်တယ်ဒါအလိုနီကိုတွန်းကိုသွင်းပြီးတော့ဒါယူနိုင်ခဲ့တယ်ဒါအဲ့ဒီကိုဒါသူတို့ကျွန်တော်တို့ဒါမိနစ်90ကျော်တဲ့ချိန်ကိုဒါအာဂျင်တီးနားကတလုံးမှမသွင်းနိုင်ဘူးဒါမိနစ်90ကျော်မှာဒါအာဂျင်တီးနားကဒါနောက်ကနေထပ်လိုက်နဲ့ဒါလီယိုနယ်မက်ဆီကဒါအကောင်းဆုံးဗျာဒါထမ်းတင်ပေးခဲ့တယ်ဒါကြောင့်မို့ဒီဖိုင်နယ်မှာဒါလီယိုနယ်မက်ဆီတို့ကဒါတော်တော်လေးတကခက်ခဲနဲ့ဒါသူတို့ဖိုင်နယ်အထိရောက်အောင်ဒါကြောက်လာအောင်လို့ဒါသူတို့ကဒီလီယိုနယ်မက်ဆီကတော်တော်လေးထမ်းတင်ပေးခဲ့တာပေါ့နော်အာဂျင်တီးနားအတွက်ဒါစပိန်ဘက်မှာဆိုရင်လည်းတွားကြည့်တယ်စပိန်ဘက်မှာဆိုတော့ဒါကျွန်တော်တို့ဒီကိုစပိန်ကကွင်းလယ်ပိုင်းကောင်းတယ်ပြီးတော့ကျွန်တော်တို့ဒါခက်စစ်ကောင်းတယ်ဒါတိုက်စစ်ကတော့နည်းနည်းဒါအားနဲ့ချက်တွေရှိသေးတယ်ဒါပေမဲ့ဒါကျွန်တော်တို့ဒီကွင်းလယ်ပိုင်းမှာတော့တော်တော်လေးကိုဒါဘေးသင်းနဲ့မှမတူပါဘူးဒါကျွန်တော်စပိန်အသင်းကမိုက်တယ်ရိုဒီကလည်းဒါလုံးဝမိုက်တယ်ပြီးတော့ဒါကျွန်တော်ဘက်ထရီတို့ကပြီးတော့တကယ်ကိုမိုက်တယ်ဒါကွင်းလယ်ဒါတိုက်စစ်အတွေ့အဖြစ်ပြီးတော့ကျွန်တော်တို့ဒါလက်မရမယ်ကလည်းတကယ်မှကိုဒါသူအသက်အရွယ်နဲ့ဒါမလိုက်အောင်တော်လေးဒါကောင်းမယ်ပြီးတော့ကျွန်တော်တို့ဒါဘတ်တန်းကိုတော့ကြည့်လိုက်တဲ့အခါမှာလည်းဘတ်တန်းမှာဆိုရင်ဒါကျွန်တော်တို့ဒီပေးကိုတကူပဲဒါရှိထားတဲ့အနေအထားတစ်ခုရှိတယ်ဗျဒါကြောင့်မို့ဒီစပိန်ဘက်ကတော့ဒါကွင်းလည်နဲ့ဒါကျွန်တော်တို့ဒါခက်စစ်ကဒါလုံးဝကိုကောင်းနေတဲ့အနေအထားတစ်ခုရှိတာကြောင့်မို့ဒါစပိန်နဲ့ဒါကျွန်တော်တို့ဒီအာဂျင်တီးနားပွဲစဉ်ကတကယ်ကိုကြည့်ကောင်းပဲဗျ